င်တို့ရွာမှာကွယ်ဘာဘာတွေပေါ်ပါတယ်ပင်ထနောင်းနဲ့ထမ်းပင်တွေရဲ့မကြီးဝါပင်ပေါ်ပါတယ်ဆိုတဲ့ရောသူတို့ရွာတချင်းဟာအညာရဲ့အလှကိုဖော်ကျူးတာဖြစ်ပေမဲ့ခုချိန်မှာတော့မလှပတဲ့အညာမှာရည်စရာအဖြစ်ပြောဆိုနေကြတဲ့စာသားတချို့ဖြစ်နေပါပြီအညာဒေသမှာထနောင်းပင်ထမ်းပင်မကြီးပင်ဝါပင်တွေပေါ်တဲ့လောက်အစုစုအဖွဲ့ဖွဲ့ဖြစ်နေကြတဲ့လက်နက်ကင်တွေရှိနေပါတယ်မစုစည်းနိုင်သေးတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရှိသလိုပြူစောထင်းနဲ့စစ်တပ်လက်အောက်ခံတွေလည်းပါဝင်ပါတယ်ဒါအပြင်နေ့စဉ်နဲ့အမျှဖြစ်နေတဲ့တိုက်ပွဲတွေလေကြောင်းတိုက်ခိုက်မှုတွေအရသာနေမိရှုခံရတဲ့ဖြစ်စဉ်တွေတေးကြီးတန်ရာရသူတွေဖမ်းဆီးခံရသူတွေလည်းပေါ်ပါတယ်နိုင်ငံရဲ့90%နီးပါးအဖြစ်စစ်ဘေးရှောင်1.8 သန်းအထိရှိလာတဲ့အညာဟာလူမှုစိတ်ဒုက္ခတွေနဲ့ပြည့်နှက်နေတာပါတစ်ချိန်တည်းမှာ2021စစ်အာဏာသိမ်းပြီးနောက်ပိုင်းရရလက်နဲ့ဆွဲကင်တက်ခတ်ခဲ့ကြလို့အညာကိုတော်လှန်ရေးအားကောင်းတယ်လို့ပြောကြပြန်ပါတယ်အညာသားတွေဟာအညာဒေသတွေမကဘဲတိုင်းရင်းသားဒေသတွေမှာပါဝင်တက်ခတ်ခဲ့ကြသလိုပါဝင်နေကြဆဲဖြစ်ပါတယ်132ခုစစ်စင်ရေးမှာဆိုရင်အညာသားတွေအသက်နဲ့တိုင်းရင်းသားတွေလက်နဲ့ပေါင်းပြီးတိုက်ခဲ့ကြတာပါအိမ်မပြန်နိုင်ပဲအသက်ဆုံးလိုက်ရတဲ့အညာသားတွေရဲ့အုပ်ကူတွေကတက်သေးအဖြစ်ရှိနေပါတယ်ဒီအတွက်အညာသားတွေဘာပြန်ရခဲ့သလဲနယ်မြေအသီးသီးမှာအောင်ပွဲတွေရနယ်မြေတွေသိမ့်ပိုက်အုပ်ချုပ်ချိန်မှာတော့အညာသားတွေအပေါ်လိုအပ်ချက်ပြောင်းလဲသွားပုံရပါတယ်စာရွက်ပေါ်ကဂတိကိုအတွေ့အငွေ့ပြန်သွားတာလဲတွေ့ရသလိုတချို့ပါဝင်မှုတွေကအပေးအယူသဘောဖြစ်နိုင်ပါတယ်အပေးအယူဆိုရင်တောင်မှအညာသားတွေပြန်ရတာတန်ရဲ့လားဆိုတာအညာသားတွေကိုယ်တိုင်ကမေးဖို့တွန့်ဆုတ်နေတဲ့မေးခွန်းဖြစ်နိုင်ပါတယ်ပေါင်းစည်းဆောင်ရွက်မှုတွေအတွက်အချင်းချင်းကြားချိတ်ဆက်မှုနဲ့နားလည်မှုတွေမပြတ်စည်းအောင်ထိမ့်သိမ်းထားလို့တာသဘာဝကျပါတယ်ဒါကိုဖြတ်တောက်ဖို့ကအာဏာသိမ်းစစ်တပ်ရဲ့ဗျူဟာပါခုတလော PDF လူငယ်တွေအလင်းဝင်ကြတယ်ဆိုတဲ့သတင်းတုတွေဖြန့်ပြီးဗမာလူငယ်တွေကိုတိုင်းရင်းသားလက်နက်ကိုင်တွေအသုံးချနေတာအမြင်မှန်ရကြဆိုတဲ့ဝါဒဖြန့်သတင်းစကားကိုသတိထားမိကြမှာပါဝါဒဖြန့်သတင်းစကားတို့ရဲ့လက္ခဏာအတိုင်းအမှန်တဝက်ရောနေတတ်ပါတယ်လူမျိုးစုလက်နက်ကိုင်တချို့လုရက်ကလည်းစစ်တပ်ရဲ့ဝါဒဖြန့်ရန်တရားကြီးကိုပံ့ပိုးနေတယ်လို့တောင်ထင်ရပါတယ်မြန်မာနိုင်ငံမှာလိန်ညာပြီးစိတ်ဓာတ်စစ်စင်ရေးလုပ်လို့ရတဲ့တမိုင်းကြောင်းရှိနေတာကလည်းစစ်တပ်အတွက်တပန်းသားနေပါတယ်တချို့လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ဗမာအများစုရဲ့အညာဒေသတော်လှန်ရေးအားကောင်းမှုကိုပြည်ထောင်စုတစ်ခုလုံးအတွက်အသုံးချနိုင်တာရှိသလိုတချို့ကမိမိတို့တစုတစ်ဖွဲ့အတွက်အလွန်အကျွံအသုံးချသွားတာလည်းရှိနေပါတယ်ဒါဟာကျင်းမြောင်းတဲ့လူမျိုးရေးဝါဒတဲ့ပိတ်မိနေတာလည်းဖြစ်နိုင်ပါတယ်လက်ရှိပဂတိအခြေအနေကိုကြည့်ရင်အညာသားတွေလေးစားရတဲ့မဟာမိတ်ညီကိုတွေရှိနေပါသေးတယ်ဒါပေမဲ့ဖြစ်နိုင်ခြေကိုတွက်ချက်ပြင်ဆင်ဖို့ဆိုရင်အကောင်းမြင်လွန်းတာအန္တရာယ်များပါတယ်ဥပေါင်းစဲလူမျိုးစုတော်လှန်ရေးအဖွဲ့တွေသာအကြောင်းကြောင့်စစ်တပ်နဲ့ညှိနှိုင်းအပြစ်ရခဲ့ရင်အညာသားတွေဘာလုပ်မလဲဆိုတာကြိုတွေးရမယ့်အချိန်ပါအပြန်အလှန်အားဖြင့်အညာသားတွေငြိမ်နေရင်စစ်တပ်အတွက်လူမျိုးစုတွေကိုရင်ဆိုင်ဖို့လွယ်ကူသွားမှာလဲမဟာမိတ်တွေကြိုတွေးထားရပါမယ်စစ်တပ်ဟာတော်လှန်ရေးတပ်ဖွဲ့တွေအများကြီးနဲ့အပြစ်ရတာမရှိတဲ့တိုင်အညာဒေသကိုဦးစားပေးချေမှုန်းပြမှာပါလက်တွေမှာလဲဗမာဗုဒ္ဓဘာသာနေကြီးရကြီးတွေမရှောင်အညာကိုနေ့စဉ်ရက်ဆက်ဘုံကျဲလူသက်မိရှုနေပါတယ်မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်ဗဟိုအာဏာကိုမောင်းပိုင်စည်းခဲ့တဲ့အာဏာရှင်တွေကလူမျိုးကြီးဝါဒသွတ်သွင်းခဲ့ကြပါတယ်နှစ်တွေကြာလာတော့တာမန်ဗမာလူထုကလည်းမသိရင်းစွဲစိတ်ထဲမှာမိချိုးမောင်းပြတိုင်းပြည်ကြီးကိုငါတို့ပြည်တော်စုကြီးလို့မြင်လာပါတယ်ဒါဟာဗမာတွေအညာသားတွေရဲ့မသိစိတ်ထဲကဝန်ထုတ်ဝန်ပိုးကြီးပါမသိစိတ်ရဲ့ဝန်ထုတ်ဝန်ပိုးနဲ့လက်ရှိရင်ဆိုင်နေရတဲ့စစ်ဘေးဝန်ထုတ်ဝန်ပိုးတွေဟာအညာသားတွေရဲ့ကြောကုန်းထက်မှာဖိစီးလေးလံနေပါပြီအညာဒေသဟာပြန်လဲစုစည်းဖို့အားသစ်လောင်းဖို့လိုအပ်နေပြီးစုစည်းမလားခြေမုံခံမလားဆိုတဲ့အခြေအနေကိုရောက်နေပါပြီ
မကြသေးခင်ကလူထုသဘောစစ်တမ်းတစ်ခုမှာအညာဒေသကမန္တလေးစကိုင်းမကွေးပြည်သူတွေရဲ့90%ကတော်လှန်ရေးကိုအပိသက်တိုက်ပွဲနဲ့အောင်နိုင်လို့ပြီး9%ကပဲတွဲဆုံဆွေးနွေးရေးနဲ့အဆုံးသတ်လိုပါတယ်တော်လှန်ရေးအဖွဲ့တွေကြားစီးလုံးညီညွတ်ရေးကိုအဓိကမျှော်လင့်တောင်းတကြတယ်လို့လည်းဖော်ပြထားပါတယ်အညာဟာထောက်ပို့လမ်းကြောင်းအစုအဖွဲ့တွေကြားချိတ်ဆက်မှုလူထုအင်အားနဲ့အရင်းအမြစ်စတဲ့စိန်ခေါ်ချက်တွေလည်းများလာပါတယ်ဒါပေမဲ့ကူညီထူမမဲ့မိတ်ဆွေတွေရှိနေသေးလို့ဒါကိုအညာသားတွေပြန်အသုံးချဖို့စဉ်းစားရပါလိမ့်မယ်အာရခတပ်တော်ရဲ့သူ့စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ပြောသလိုဗမာတော်လှန်ရေးအဖွဲ့တွေဖြစ်ပေါ်လာခြင်းဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက်အခွင့်အရေးနဲ့အခွင့်ကောင်းတစ်ခုဖြစ်တယ်ဆိုရင်အညာကအဖွဲ့တွေကလည်းမဟာမိတ်တွေရဲ့အင်အားကိုပြန်ပြီးအကျိုးရှိရှိအသုံးချနိုင်ဖို့လိုအပ်ပါလိမ့်မယ်ဒါပေမဲ့အဓိကအချက်အနေနဲ့ဦးတည်ချက်ပြင်ဆင်ချိန်ညှိပြီးအညာအားကောင်းရေးအတွက်ကိုယ်အတွင်းရေးကိုပုံမူအာယုံဆိုင်လို့အညာသားတွေရဲ့ကြောပေါ်ကဒိုင်ယာနဲ့ဝန်တို့ဝန်ဘိုးတွေကိုအညာသားတွေကိုယ်တိုင်ပဲရုန်းကန်ဖယ်ရှားရမှာဖြစ်ပါတယ်